အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းမိတ်ဆွေအပေါင်းတို့မင်္ဂလာပါခင်ဗျာအခုတခါဆရာဟောပြပေးမှလေကတော့73ရက်နေ့တလပိုင်းအခုလပေါ့နော်73ရက်နေ့ကစပြီးတော့ကျွန်တော်တို့30ရက်နေ့အထိဒီတလပိုင်းအတွင်းမှာတနင်္လာသားသမီးကြာတာပရိသတ်သမီးတောက်ကြသားသမီးတို့ဒီ3နေနံ3ခုဒီနော်ဒီနေနံ3ခုဒီအလုံကန်ကောင်းခြင်းအောင်မြင်ခြင်းထူးခြားခြင်းနေ့ထက်မှာရောက်တော့မှာဖြစ်ပါတယ်ဒီရပိုင်းလေးမှာဒီတနင်္လာကြာတာပရိတောက်ကြသားသမီးတို့ဒီကိုနော်ကိုလုတ်တာလေးတွေစကားပြောတာလေးတွေအောင်မြင်ကိန်းရှိတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ပတ်သက်လို့စီးပွားရေးကိစ္စတွေထူးထူးခြားခြားငွေရေးကြေးအဆင်ပြေဖို့ရှိတယ်ပျောက်ပြက်နေသောစီးပွားရေးကိစ္စတွေပြန်ပေါ်ပေါက်လာနိုင်တယ်ကိုယ့်အနေနဲ့အတစ်တစ်ခုကြံစီပြီးတော့စီးပွားရေးလောကမှာဝင်မယ်ဆိုလို့ရှိရင်လည်းအောင်မြင်ကိန်းရှိတယ်နောက်မိတ်ဆွေဟောင်းတို့ရဲ့အကူအညီရခြင်းကိုရမှာဖြစ်ပါတယ်မိတ်ဆွေအတစ်မိတ်ဆွေအဟောင်းဒီလိုမျိုးမိတ်ဆွေတွေတိုးပွားမှာဖြစ်တယ်ဒါကြောင့်မလို့တခုရှိတာကအဲ့လိုမျိုးအောင်မြင်တဲ့ဂျားထက်မှဒီရပိုင်းလေးထက်မှပဲเนาะအေးကိုပေါ့နော်ဒီဂုံနေ drug တွေနဲ့မှန်နာတွေပါလာတတ်တယ်စကားပြောတဲ့အခါမှာပေါ့နော်ကိုစင်ကျင်မှုနဲသွားတာလေးတွေတစ်ဖက်လူမှာဘလို့ထိခိုက်တဲ့မသိလိုက်ဘူးပြောမိသွားတယ်လုခနဲ့ပေါ့နော်ကိုဒီအောင်မြင်မှုရမယ်ကာလဂျားထဲမှာပေါ့စကားမာယွင်မှုလေးတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ဒီစကားမမာဖို့အတွက်ကတော့ဒီနေနံ3ခုဒီတနင်္လာနော်ကြာတာပရိတောက်ကြတာသမီးတို့ဒီတစ်ချက်အတိနဲ့တတိနော်အတိထဲမှာတတိလေးတွင်းထားပြီးမှဖြည်းမှန်လေးနဲ့ကိုယ့်ရဲ့အလုပ်ကိုလုပ်သွားပါအဆင်ပြေကိန်းရှိပါတယ်နောက်တစ်မျိုးကကြတော့အချစ်ရေးနော်တဘောများဒီနေနံ3ခုထဲမှာချစ်သူကြီးသားမရှိသေးတော့မိတ်ဆွေများနော်အချစ်ရေးပေါ်ပေါက်လာတတ်တဲ့ချစ်သူကြီးသားကိစ္စနဲ့ပတ်သက်ပြီးအဆင်ပြေမယ်နော်ချစ်သူရတတ်တဲ့တနည်းအားဖြင့်ကိုယ့်ဘက်မှာတစ်ဖက်သက်ချစ်တဲ့လူသားများလည်းပေါ်လာတတ်တယ်အေးတခုအရေးကြီးတာကအိမ်နောင်တွေကြိုင်တတိထားပါနော်ဒီလိုအချစ်ရေးတိုးပွားလာတဲ့ကိစ္စတွေမှာအိမ်ထောင်ရှိရတဲ့နဲ့ဖြစ်ပေါ်လာခြင်းကတော့အစင်မပြေဘူးပြဿနာတက်မယ်ပြဿနာတက်တာလေးတွေရှိလာမယ်ဒါကြောင့်အချစ်နဲ့ပတ်သက်ပြီးအိမ်ထောင်ရှိရတဲ့နဲ့တော့ရှောင်သင့်ပါတယ်တကယ်လို့ကိုယ့်ရဲ့အိမ်ထောင်ရှိရတဲ့နဲ့အရှိဘက်ကိုဦးစားပေးပြီးဆိုလို့ရှိရင်ကတော့ကိုယ့်ရဲ့လုံနေတဲ့စီးပွားရေးထက်မှာလက်ကိုလက်ပိတ်မယ်နော်လက်ပိတ်မယ်ဆုံးရှုံးမှုတွေကြုံရမှာဖြစ်တယ်ဒါကြောင့်မို့လို့စီဝါရဲ့လောကမှာအိမ်နောင်တဲ့အနေနဲ့အခြေကိုတတိထားပေးပါလူလွတ်တဲ့အတွက်ကတော့အယံထူရှာပြီးကောင်းမယ်အခြေနဲ့ပတ်သက်ပြီးအောင်မြင်မယ်ချစ်သူရေးစားအဆင်ပြေမယ်နော်ကိုယ့်အတွက်မရှိသေးဘူးဆိုလို့ရှင်လဲအခြေရမယ်ဒါကြောင့်အားလုံးသောခုနှစ်သားသမီးထဲမှာကနော်အောင်မြင်ကြပါသည်ဒီနေ့နောက်3ခုကိုအထူးကောင်းမှမို့လို့ဒီရပိုင်းလေးမှာဆရာဟောပေးလိုက်တာဖြစ်ပါတယ်အကျိုးရှိတယ်ဆိုလို့ရှိရင်ဟောချက်မှနဲ့ဆိုလို့ရှိရင် comment ထဲမှာကိုယ့်ရဲ့စိတ်ရှိတဲ့အတိုင်းကိုရေးပေးကြပါဆရာ comment လေးတွေလည်းသိချင်တာရှိပါတယ်ပေါ့နော်အားလုံးသောခုနှစ်သားသမီးတို့ကောင်းကျင်ချမ်းသာနဲ့လိုရင်းစန္ဒများပြည့်စုံကြပါစေ